ကဲကျွန်တော်မိတ်ဆွေများအားလုံးပဲကျွန်တော်ဒီကနေ့တနင်္လာနေ့အဖွင့်နေ့ရဲ့မနက်ခင်းမှာဆိုရင်နှစ်ခွန်ညနေခင်းမှာဆိုရင်6နေကုန်းကိုပါဝါနဲ့ဖွင့်ခြင်းကြောင့်နဲ့မနက်ဖြန်အင်္ဂါနေ့ရဲ့မနက်12နာရီ10မိနစ်စင်းမှာဒီချုပ်ကွက်၄ကွက်ပဲထိုးပါတယ်ဆိုရဲ formula နဲ့အတူကျွန်တော်မိတ်ဆွေများဒီဗီဒီယိုလေးကနေပြီးဘာတွေရသွားကြမလဲဆိုရင်အများကြီးကောင်းတယ်မထင်နဲ့ share ချုပ်ကွက်၄ကွက်လို့သာမှတ်ထားဒီ၄ကွက်နဲ့အင်္ဂါနေ့မနက်မှာမိအောင်ဖမ်းမယ်နော်ဆိုတော့ကလိုက်မှတ်ဖို့အားလုံးပဲအစင်သင်ပြင်ထားပေးပါဆိုရင်ကျွန်တော်ရဲ့ချက်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာเนาะကျွန်တော်ရဲ့ဒူဒီရွှေပိုး YouTube channel အသက်ကလေးကနေပြီးတော့ကျွန်တော်ရဲ့ချက်မိတ်ဆွေများအားလုံးကိုနှွေးထွေးစွာပြန်လဲကြိုဆိုလိုက်ပါတယ်ရှေ့ဆိုကျွန်တော်မိတ်ဆွေများအားလုံးပဲကျမ်းမာကြပါစေချမ်းသာကြပါစေလောအင်စန်တာတလုံးတစ်ဝါနဲ့ပြည့်စုံကြပါစေစီးပွားဥစ္စာယတနာများလည်းဒီအလားတွတ်တက်ကြီးပွားကြပါစေခင်ဗျာเนาะဆောမိတ်ဆွေများအားလုံးပဲကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုစားကြရအောင်ဗျာစားကြရအောင်ဆိုတဲ့နေရာမှာကျွန်တော်မိတ်ဆွေများဒီဗီဒီယိုလေးကနေပြီးတော့ဘာတွေရသွားကြမလဲဆိုရင်ကျွန်တော်အရှိမပြောခဲ့တဲ့လိုမျိုးပဲ share ချုပ်ကွက်၄ကွက်လို့သာမှတ်ထားအင်္ဂါနေ့မနက်မှာနေတိုက်တာမှများလက်ခမောင်းခတ်ဖို့သာပြင်ထားကျွန်တော်ပြီးတော့မှအသေးစိတ်ပြောပြပေးမယ်နော်ဆိုရင်အားလုံးပဲလိုက်မှတ်ဖို့အစင်းသင်ပြင်ထားပေးပါအစင်းသင်ပြင်နေတဲ့အချိန်တော်တော်လေးမှာပထမဆုံးပြောစရာရှိတာကကျွန်တော်ရဲ့အဖွဲ့ဝင်မိတ်ဆွေများပေါ့ဟာလာဒီတစ်ပတ်တာအတွက်ကိုကျွန်တော်နဲ့လာရောက်လက်တွဲထားကြတဲ့မိတ်ဆွေများအားလုံးပဲယုံကြည်စွာနဲ့လာရောက်လက်တွဲပေးတဲ့အတွက်ကိုကျေးဇူးတင်ပါတယ်ကျေးဇူးတော်မြတ်သောအဖြစ်လည်းပဲကျွန်တော်ဘက်ကနေပြီးတော့ဒီတစ်ပတ်တာပတေးမကျော်ဇာတို့ပတ်တီတလုံးနဲ့ main organ 3ကွက်အပြင်တစ်ကွက်ကောင်းပါတဲ့ member ကကလေးကိုသက်ဆိုင်ရာနယ်ပယ်ကနေပြီးတော့သက်ဆိုင်ရာမိတ်ဆွေများထံကိုအသီးသီးပို့ပေးပြီးသွားပြီဆိုတဲ့အခါကျတော့ကျွန်တော်မိတ်ဆွေများလည်းအသီးသီးလက်ခံရရှိပြီးသွားပြီရရှိပြီးလို့ပဲဒီကနေ့တနင်္လာနေ့မနက်ညပြီးသွားပြီဟာလားဆိုတဲ့အခါကျတော့ကငါညီငါမောင်ရင်အကိုတို့မတို့ဘာဆက်လုပ်ရမလဲဆိုလို့ရှိရင်ဘာမှကောင်းတယ်မထက်နဲ့ကျွန်တော်ပို့ပေးထားတဲ့ပတေးမကျော်ဇာတို့ပတ်တီကိုမနက်ဖြန်အင်္ဂါနေ့နဲ့ကြာတာပရိနေ့မနက်ဖြန်တစ်ပတ်ကဖိန်းတော့ကကြာတာပရိနေ့နော်2ရက်4ချိန်ချိန်ပြီးတော့ကစားရအောင်မယ်ဒီတစ်ပတ်ကကျွန်တော်တို့ဗုဒ္ဓဟူးနေ့ပိတ်တယ်ဆိုတော့ပရိမကျော်ဖြစ်သွားတာတနင်္လာရဲ့အင်္ဂါရဲ့ဗုဒ္ဓဟူးပိတ်တယ်ပြီးတော့ကြာတာပရိရဲ့တနင်္လာအင်္ဂါကြာတာပရိ3ရက်ကစားရမယ်ဇာတို့ပတ်တီနော်တနင်္လာနေ့မနက်မှာကြာမလာသေးဘူးတနင်္လာနေ့ညနေမှာကြာမလာသေးဘူးနော်တော့ပဲတော့ညာလဲကျွန်တော်မိတ်ဆွေများအားပြက်စရာဘာကြောင့်မှမရှိဘူးအားရော့စရာဘာကြောင့်မှမရှိဘူးအစောကြီးကတည်းက6ကြိမ်စာပရိမကျော်ဇာတို့ပတ်တီလို့ပြောထားပြီးသားဆိုတော့ကလောက်ဆရာရှိတာလေးကိုပုံမှန်အတိုင်းလေးပဲဆက်ပြီးတော့လုပ်သွားပါမနက်ဖြန်အင်္ဂါနေ့မနက်မှာလည်းပြုံးကနေကြလိုက်နိုင်တယ်လို့တပတ်ကဖိနောကကြာတာပရိနေ့ညနေကိုလည်းရောက်သွားနိုင်တယ်ဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကတော့အင်္ဂါမကျော်ပဲရွေးထားတာတို့ပဲတော့ညာလည်းမြည်တို့ပင်ဆိုစေကမူကြံ၄ချိန်စာတော့ချိန်ပြီးတော့ကစားပါဆိုရင်ကျွန်တော်အဖွဲ့မိတ်ဆွေများနားရှင်းလိုက်မယ်လို့ထင်တယ်ဘာမှစိတ်ပူစရာအကြောင်းမရှိဘူးเนาะဖောင်းရက်ရှိတာကရှိတာပဲဖောင်းရက်ကဗုဒ္ဓဟူးနေ့တနေ့တည်းပြဿနာမရှိဘူးဒါကကောင်းတဲ့ထဲစရာမလိုဘူးเนาะလောက်စရာရှိတာကိုပုံမှန်အတိုင်းလေးပဲလုပ်သွားပြီဟာလားဆိုရင်ကျွန်တော်အဖွဲ့ဝင်မိတ်ဆွေများနားရှင်းလိုက်မယ်လို့ထင်တယ်ဗျအဖွဲ့ဝင်မိတ်ဆွေများနားရှင်းမယ်ဆိုရင်နားရှင်းပြီဆိုရင်ကျွန်တော်တို့ရှေ့ကိုဆက်သွားမယ်ဆိုတော့ formula ဆိုတဲ့မိတ်ဆွေများအတွက်ကိုကျွန်တော်တို့ဒီတစ်ပတ်တာမှာဘာ break တွေပေးခဲ့တယ်လဲ168 break ဟူးမကျော်ရှိမယ်နောက်ပြီးရင်မွေးကနန်း6ကွက်ရှိမယ်6နဲ့ပတ်သက်ပြီးရင်606569 9နဲ့ပတ်သက်ပြီးရင်909569ခွန်အဲ့ဒီကနန်း6ကွက်ကကျွန်တော်တို့မနက်ဖြန်အင်္ဂါနေ့ညနေအထိမွေးရမှာเนาะဒီနေ့ညနေမှာ6တက်ဆိုပြီးတော့ကြာသွားတယ်ဒါပေမဲ့6နဲ့ပတ်သက်တဲ့606569ခွန်606569ဆိုတာကလွတ်လို့မရသေးဘူးเนาะဆိုတော့အဲ့ဒီမွေးကနန်းစောင့်နေကြတဲ့မိတ်ဆွေများမွေးကနန်းကိုပဲအာရုံစိုက်ပါမနက်ဖြန်အင်္ဂါနေ့ညနေအထိကိုလိုက်ရပါလိမ့်မယ်စိုက်မပြတ်ဘူးမူမဖဘူးဆိုရင်တော့ဒီထက်ကနေတစ်ကွက်ထွက်လိမ့်မယ်เนาะ60 65 69 9095 9ခွန်မွေးကနန်း6ကွက်ကျွန်တော်ပြောတာနားရှင်းလိုက်မယ်လို့ထင်တယ်เนาะ formula ဆိုရမိတ်ဆွေများ168 break ရှိမယ်ဒီမွေးကနန်း6ကွက်ရှိမယ်ဒါလေးပဲဟုတ်လားကျွန်တော်အဖွဲ့ဝင်မိတ်ဆွေများကကျွန်တော်ပေးထားတဲ့ဗရေမကျော်သားတို့ပတ်တီတစ်လုံး main organ 3ကွက်နဲ့တစ်ကွက်ကောင်းအပူးလေးပေါ့ဟုတ်လားအဖွဲ့ဝင်မိတ်ဆွေများကကျွန်တော်ပေးထားတဲ့ member ကထဲမှာပါတဲ့အတိုင်းပဲကစားပါ formula ဆိုတဲ့မိတ်ဆွေများကျွန်တော်ပေးထားတဲ့မူတွေကကြိုက်တဲ့တစ်ခုကိုရွေးချယ်ပြီးတော့အသုံးတဲ့တယ်လို့သုံးပါနော်ပြီးရင်ကျွန်တော်တို့နေ့တိုက်ကလေးဆက်ကြမယ်ထူးထူးလည်းပြောစရာမရှိပါဘူးဟုတ်တယ်မလားပြောစရာရှိတာတွေလည်းပြောပြီးသွားပြီကျွန်တော်မိတ်ဆွေများအထူးဂရုစိုက်နော်ကျွန်တော်ရဲ့နံပါတ်တွေကိုပုံသေးမှတ်ထားနော်ပုံသေးမှတ်ထားဒါကကျွန်တော်တို့အလုပ်လုပ်နေတဲ့ကတ်တွေဟာလားလွယ်ကူကူပြောင်းမှမျိုးမဟုတ်ဘူးလွယ်ကူကူရှေ့မှမျိုးမဟုတ်ဘူးတောင်းတိုင်ကိစ္စလောက်နဲ့ဖုန်းနံပါတ်ချိန်စရာဘာကြောင့်မှမရှိဘူးဟာလားတကယ်လိုအပ်လာလို့ချိန်မယ်ဆိုရင်လည်းကျွန်တော်ဒီမှာပဲအသေးလေးပြောပေးပါနော်ဆိုတော့ကျွန်တော်မိတ်ဆွေများဘက်ကနေပြီးတော့ကျွန်တော်နံပါတ်ကလေးတွေကိုအလွတ်ရနေဖို့လိုတယ်နော်ဆိုတော့နံပါတ်2ခုရှိတယ်တစ်ခုဒီ254 416 596ခေါ်ဖို့ပြောတာမဟုတ်ဘူးအခေါ်မခံတော့ဘူးနော်ကျွန်တော်ဒီရက်ထဲမှာ
မလိုအပ်တော့ဘူးဆိုတော့စာပိတ်ထားတဲ့အဖွဲ့ဝင်လည်းထပ်ပြီးတော့လက်မခံတော့ဘူးနော်စာပိတ်ထားတဲ့လိုအပ်တဲ့အချိန်ကျရင်ကျွန်တော်ဆက်ဖွင့်ပေးမယ်နော်ဒါပေမဲ့ကျွန်တော်မိတ်ဆွေများကျွန်တော်နံပါတ်ကလေးသိထားလို့ရအောင်လို့254 416 596နောက်တစ်ခါဒီ956 618 969ဒီနံပါတ်နှစ်ခုပဲရှိတယ်တခြားနံပါတ်နဲ့ရွှေဘိုးဆိုရင်သိချတယ်အဲ့ဒါကျွန်တော်မဟုတ်ဘူးနောက်ပြီးတော့မှမောင်လေးရဲ့အမတို့ကရွှေဘိုးဆိုရင်အကျွေးမဲ့ကိုယုံထားတာအဲ့ဒီဘက်ကလည်းရွှေဘိုးဆိုပြီးတော့ဆိုတဲ့အခါကျတော့အမတို့မှာတော့ဒီလိုမျိုးတွေလုပ်ပေးလိုက်ရတာသူ့ဘက်ကဘာမှလည်းတာဝန်ယူမှုမရှိဘူးဘာမှလည်းတာဝန်ခံမှုမရှိဘူးအမတို့မှာရှုံးလိုက်တာတောက်ကိုလဲရောဆိုတာတွေကြားနေရတယ်ဆိုတော့ကကျွန်တော်မဟုတ်ဘဲနဲ့ကျွန်တော်ဘာမှတာဝန်ယူပေးလို့ရမှာမဟုတ်ဘူးနော်ဆိုတော့ကျွန်တော်ဟုတ်မဟုတ်ကိုလည်းကျွန်တော်မိတ်ဆွေများနံပါတ်ကိုကြည့်ရင်သိတယ်နံပါတ်ကိုလည်းကျွန်တော်အသေးအလင်းပြောပြီးသား254 416 596နဲ့956 618 969ကလွဲပြီးတခြားနံပါတ်နဲ့ရွှေဘိုးဆိုရင်သိချတယ်အကောင်လူးလိမ့်နော်ဆိုတော့ကျွန်တော်မိတ်ဆွေများအလိမ့်မခံရစေချင်လို့နော်ဆိုတော့ကျွန်တော်ပြောတာနားရှင်းပါလိမ့်မယ်ပြီးတော့လိမ္မုံလိန်နီးတွေလည်းအမျိုးမျိုးရှိတယ်ကျွန်တော်မနေ့ကတော့ထည့်ပြောပေးထားသေးတယ်အထူးသဖြင့်သူကကြတော့ကျွန်တော်တို့အမောင်များတယ်ကော်စားတွေကိုတီးတန်တာဂက်ထားပြီးတော့လိမ့်တာဒါကျွန်တော်မနေ့ညပြောပေးထားပါတယ်အဲ့ဒါလေးတစ်ခေါက်ပြန်ကြည့်နော်ကျွန်တော်မိတ်ဆွေများအထူးကြီးဆိုင်ပါဂျားတွေကကော်မရှင်စားဆိုတာကဂျားတွေကနေအရင်ကောင်းခဲရတာဗျနော်ထိုးသားဘက်လည်းကြည့်ရသေးတယ်ဒိုင်းဘက်လည်းကြည့်ရသေးတယ်ဒီလိုမျိုးတွေရှိတယ်ဆိုတော့ဘာဖြစ်ဖြစ်ပါကယူဆိုင်ကြပါကျွန်တော်မှဘာလက်ခွဲမှမရှိဘူးဘယ်ကိုဘွားမှမရှိဘူးရွှေဘိုးတီတယောက်တည်းပဲရှိတယ်ကျွန်တော်တယောက်တည်းပဲရှိတယ်254 416 596နဲ့956 618 969ကိုကင်တဲ့ရွှေဘိုးတီအစ်စ်အဲ့ဒါဒီကျွန်တော်နော်တခြားနံပါတ်နဲ့ရွှေဘိုးဆိုရင်တော့ကျွန်တော်မဟုတ်ဘူးအယူဆိုင်နော်ဒီကောင်တွေကအရှက်မရှိတွေဒဲကြီးတွေလိန်နေကြတာရဲ့ဗျနော်သူတို့နဲ့ဖတ်ပြီးစကားပြောရအောင်လဲမလုပ်အပ်ဘူးထင်လို့ကျွန်တော်မိတ်ဆွေများမနှုံရင်ရတယ်နော်ဆိုတော့နှုံတဲ့လူအလိန်ခံရလိမ့်မယ်ကျွန်တော်ပြောတာနားရှင်းလိမ့်မယ်လို့ထင်တယ်နော်စောထားပါပြီးရင်ကျွန်တော်နေ့တိုက်ကလေးဆက်ကြမယ်မနက်ဖြန်17ရက်8လ2026မနက်12နာရီဓမ္မနဲ့ဈေးအတွက်ကိုတဲ့စိန်ခေါ်ထိုးပါဆိုတဲ့ပတ်တီ385ပတ်တီပါတဲ့3ပါပါသေး10ဖြစ်တယ်3နဲ့ခတ်တီ9ဖြစ်တယ်385ဆိုတဲ့ပတ်တီ3လုံးဒီမနက်ဖြန်အင်္ဂါနေ့ရဲ့မနက်12နာရီဓမ္မနဲ့ဈေးမှာတစ်လုံးစင်းကိုဆင်းရပါလိမ့်မယ်အဲ့ဒါကိုတခြားတစ်ဖက်ကနေပြီးဘာနဲ့ကတ်မလဲနော်ဆိုတော့အဲ့ဒီအကက်ကလေးကအရေးကြီးတယ်ကျွန်တော်မိတ်ဆွေများမထင်ထားတဲ့အကက်လေးဖြစ်မှထင်တယ်နော်ဆိုတော့နေ့တိုက်ကလေးမစားခင်လေးမှာထုံးစံတိုင်းမှာကျွန်တော်ယခုဗီဒီယိုလေးဒီကျွန်တော်ရဲ့ချစ်မိတ်ဆွေများအတွက်အကျိုးတစ်စုံတရာရှိမယ်ဆိုလိုက်ရင်ကျွန်တော်ရဲ့ channel အသစ်ကလေးကို subscribe လေးတင်နေတာပေးမယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလက်မလေးပေးမယ် share လို့ရတဲ့မိတ်ဆွေများက share လို့ရတဲ့နေရာလေးတွေမှာ share ပြီးတော့ share မှု share အားလေးနဲ့ကူညီပေးမယ်နောက်ပြီးရင် comment လေးတွေရေးမယ်ပြောစရာရှိတဲ့မိတ်ဆွေများပြောစရာရှိတဲ့စကားကိုပြောပါကြည်မရဖြစ်နေကြတဲ့မိတ်ဆွေများကလည်းပဲဘာကြောင့်ကြည်မရတာပါဆိုတဲ့အကြောင်းရင်းနဲ့ရှိတာကိုလွတ်လွတ်လပ်လပ်ပွင့်လင်းလင်းရေးလို့ရတယ်ဒါမှမဟုတ်ငါညီငါမောင်ရင်ငါသားရင်အကိုတို့အမတို့အမေတို့ကတော့ပြင်မင်းကိုချစ်ပေးသားကိုရွှေဘိုးဆိုရင်အမေတို့ကချစ်ပေးသားမောင်ရွှေဘိုးဆိုရင်အမတို့ကချစ်ပေးသားဘလို့နေရွှေဘိုးမို့လို့ကိုချစ်တာဆိုတော့ကျွန်တော်ရဲ့ချစ်လာစွာတော့အမာခံချစ်မိတ်ဆွေကြီးများကတော့ဖြင့်အသေးလေးတွေတော့မဟုတ်ကြိုက်တဲ့ရုပ်ပြောင်လေးတစ်ခုခုကို comment မှာရေးပေးထားခဲ့နော်ပြောနေကြအတိုင်းပဲကျွန်တော်မိတ်ဆွေများတော့အဲ့ဒီလို comment ရေးပေးရတာတွေ subscribe နေပေးရတာတွေ share ပေးရတာတွေဒီလိုလက်မပေးရတာတွေကအပမကြည့်ဘူးဆိုပြီးတော့ညားလဲပဲကျွန်တော်ရဲ့ channel အသေးလေးတော့ကြတော့ကလွန်စွာမှကိုအထောက်အကူဖြစ်တယ်ဆိုတော့အဆင်ပြေမှာဆိုရင်ဒီလိုမျိုးလေးတွေလုပ်ပေးစေချင်ပါတယ်နောက်ပြီးရင်ကျွန်တော်တို့နေ့တိုက်ကလေးဆက်ကြမယ်မနက်17ရက်8လ2026မနက်12နာရီ10မိနစ်ဈေးအတွက်ကိုတဲ့စိန်ခေါ်ထိုးပါဆိုတဲ့ပတ်တီးက3လုံးရှိပါတယ်တဲ့အင်္ဂါနေ့မနက်မှာဒီ3လုံးမှမထည့်ရင်နှလုံးမထွက်ပါဘူးတဲ့ဘာတွေလဲဆိုရင်385ဆိုတဲ့ပတ်တီး3လုံး3ပါပါတီ8ဖြစ်တယ်3နဲ့ခတ်တီ9ဖြစ်တယ်385ဆိုတဲ့ပတ်တီး3လုံးအဲ့ဒါကိုကျွန်တော်တို့တခြားတစ်ဖက်ကနေဘာနဲ့ကပ်မလဲဆိုတော့ဈေးကွက်အထီးကြီး3လုံးရထားတယ်ကျွန်တော်တို့ပြီးခဲ့တဲ့ပတ်မှာမှန်ခဲ့တဲ့ကျွန်တော်တို့မှန်ခဲ့တဲ့ဈေးကွက်အထီးကြီးပေါ့လေနော်အဲ့ဒီကြီးကဘာပြောသလဲဆိုတော့မနက်ဖြန်အင်္ဂါနေ့မနက်မှာတဲ့မင်းတို့6တလုံး1တလုံး9တလုံးကိုထိအောင်ထိုးပါညှိအောင်ထိုးပါနော်ဒီကနေ့တနင်္လာနေ့ညနေမှာ6တစ်ကဒုက္ခပေးသွားပြီမဲ့အဲ့ဒီ6တစ်ကိုမေ့ထားလို့မရသေးဘူးတဲ့မနက်ဖြန်အင်္ဂါနေ့မနက်မှာလည်းအဲ့ဒီ6တစ်9ကတလုံးပြန်ဆင်းအောင်ပါဆိုတဲ့ခါကျတော့ခုနကရထားတဲ့385ဆိုတဲ့ပတ်တီး3လုံးကိုဒီဘက်က6တစ်9နဲ့ကပ်ပြီးတဲ့အခါမှာ main organ သည်4ခွက်ပဲရှိမယ်တနည်းအားဖြင့် share ချုပ်ကွက်ပေါ့ကျွန်တော်ရှင်းမပြောခဲ့တဲ့ share ချုပ်ကွက်သည်4ခွက်ပဲရှိမယ်ဒုမိန်ကနန်းသည်5ခွက်ရှိမယ်လိုက်မှတ်ပြီနော်နေ့တိုင်းစားနေတာနော်6ပါဝါသည်1ဖြစ်တယ်6နှစ်ခတ်သည်9ဖြစ်တယ်6တက်9ဆိုတဲ့ကီးတစ်စုံကနေပြီးတော့မနက်ဖြန်အင်္ဂါနေ့ရက်မနက်မှာတစ်လုံးသည်ပြန်ကိုဆင်းအောင်ပါတဲ့အဲ့ဒါကိုကျွန်တော်တို့385ဆိုတဲ့စိန်ခေါ်ထိုးပတ်သည်3လုံးနဲ့ကပ်မယ်ကပ်ပြီးတဲ့အခါမှာ main organ 4ခွက်သည်တနည်းအားဖြင့် share ချုပ်ကွက်4ခွက်သည်တဲ့36ရဲ့31ရဲ့56ရဲ့51ရဲ့ပါဒါသည် share ချုပ်ကွက်တွေးရှိပါပြီဆိုတဲ့မိတ်ဆွေများအားလောက်နားထောင်ရင်ကိုရပြီဆက်ပြီးတော့နားထောင်ကြရမလို့ဒီ4ခွက်ထုတ်ရင်လုံးလောက်ပြီအင်္ဂါနေ့မနက်က
နော်ဒါမှမဟုတ်ပဲတားရဲ့စက်ကန်အရင်ညစ်တာတိုင်းအရင်ရုပ်တာဒီကနေ့ညနေပဲကြည့်ပါလားမနက်ပါဝါညပါဝါဟုတ်လားဆိုတော့အမေတို့စိတ်မချဘူးကာအောင်မှရန်အောင်မှဆိုရင်တော့ဖြင့်ဒူမိန်ကနန်း9ခွက်ရှိမယ်နော်တနည်းအားဖြင့်ရန်ကနန်း9ခွက်ပေါ့လေကြိုက်ရင်လိုက်စော့မကြိုက်တော့တဘောမင်းရောကနန်း4ခွက်ကိုတော့ဖြင့်ကျွန်တော်အားရတယ်သဘောကျတယ်နော်ကိုယ်ဆိုင်ကိုကျွန်တော်ဆိုင်ဆိုတော့ကျွန်တော်ကိုယ်တိုင်ကတော့ယုံကြည်မှုရှိတာပေါ့နော်ကျွန်တော်မိတ်ဆွေများနဲ့အကြိုက်ချင်းတွင်လိုက်ပြီးတော့သုံးလို့ရပါတယ်ဘာတွေလဲဆိုရင်36ရဲ့31ရဲ့56ရဲ့51ရဲ့ပါတဲ့ဒါဒီမင်းရောကနန်း4ခွက်ပါတနည်းအားဖြင့် share ချုပ်က4ခွက်ပါတဲ့ဒူမင်းကနန်း5ခွက်ဒီ3959 8681 89 39ရဲ့59ရဲ့86ရဲ့81ရဲ့89ရဲ့ဒါဒီဒူမင်းကနန်း5ခွက်ပါတဲ့ဘာကြောင့်လဲဆိုတော့3ပါဝါ8 3နှက်ခတ်5 385ဆိုတဲ့စိန်ခေါ်ထုတ်ပတ်တီ3လုံးနဲ့ကနေပြီးတော့လာမယ်ဆိုလျင်တဲ့3နဲ့5ဒီ8ထက်ပို၍အားကောင်းနေတကယ်တော့တခြားတစ်ဖက်ကနေလည်းပဲ6ပါဝါ1 6နှက်ခတ်9 619ဆိုတဲ့ဈေးကွက်အထီကြီးတဲ့ကနေပြီးတော့လည်းပဲလာမယ်ဆိုလျင်6နဲ့1ဒီ6ထက်ပို၍အားကောင်းနေခြင်းကြောင့်ဒီ6နဲ့1ကိုဒီဘက်က3နဲ့5နဲ့ကတ်လိုက်ပြီးသွားပြီအဲ့ဒါ share ချုပ်ကွက်ပဲဘာတွေလဲဆိုရင်3631 5651တွေးရှိရင်မအားလို့တော့ရတယ်ဘာကြောင့်လဲဆိုတော့385ကိုထိပ်စီးအနေနဲ့ကြိုက်လို့နော်လာမယ်ဆိုရင်385ကထိပ်စီးအနေနဲ့အားကောင်းပါတယ်619ဒီနောက်ပိတ်လို့ပြောလို့ရတာပေါ့တို့ပြီးတော့ညာလဲမအားပဲတော့မနေနဲ့နော်အားပြီးထိုးတာအကောင်းဆုံးပဲကျွန်တော်ပြောတာနားရှင်းလိုက်မယ်လို့ထင်တယ်နော်မယောကနန်းလေးကွက်ဒီ36315651ပါဒူမိန်ကနန်း5ကွက်ဒီကျန်တဲ့ကနန်း5ကွက်ဖြစ်တဲ့39ရဲ့59ရဲ့86ရဲ့81ရဲ့89ရဲ့မယောကနန်းဒီ4ကွက်ဒူမိန်ကနန်းဒီ5ကွက်နော်ကျွန်တော်ပြောတာနားရှင်းပါလိမ့်မယ်မနက်ဖြန်17ရက်8လ2026မနက်12နာရီဒါမှနဲ့ဈေးအတွက်ကို619ဆိုတဲ့ဈေးကွက်အထီကြီးကို385ဆိုတဲ့ပတ်တီ3လုံးနဲ့ကပ်ပြီးတဲ့အခါမှာမယောကနန်း4ကွက်ဒီ3631 5651ဒူမိန်ကနန်း5ကွက်ဒီ3959 8681 89ကျွန်တော်ပြောတာနားရှင်းလိုက်မှလို့ထင်တယ်နော်အဖွဲ့ဝင်မိတ်ဆွေများအဖွဲ့ဝင်ပတ်တီကိုသာတည်တဲ့အာယုံ site ပါ formula ဆိုတဲ့မိတ်ဆွေများမိမိကြိုက်နှစ်တရား formula တစ်ခုတည်းကိုသာတည်တဲ့အာယုံ site ပါနေ့တိုင်းဆိုတဲ့မိတ်ဆွေများနေ့တိုင်းကိုသာတည်တဲ့အာယုံ site ပါဟိုးရောင်ဒီရောင်မလုပ်ပါနဲ့နော်ပတ်တီကလည်းမလာသေးဘူးနေ့တိုင်းကလည်းမမှန်သေးဘူးဆိုရင်ကျွန်တော်မိတ်ဆွေများအကျဉ်းကြီးများလာတာနဲ့အမျှထိုးချင်းမှာစကားပြောလိမ့်မယ်ဆိုတော့ကျွန်တော်ပြောတာနားရှင်းလိုက်မယ်နော်မိမိကြိုက်နှစ်တရားမူတစ်ခုခုကိုသာစားထုတ်ပြီးတော့လိုက်ပါနော်ဆက်ကကိုယ့်လက်ထဲရှိတာမဟုတ်ဘူးဟာလားကျွန်တော်ပြောတာနားရှင်းလိုက်မယ်နော်ရှင်းမောင်းလဲများနေပြီဟာလားပြီးရင်ဘယ်တွေလျှောက်ခေါ်မှမသိဆရာကြီးအဲ့ဒါဘယ်သူတော့ဆရာမဟုတ်ဘူးလားဆိုတာတွေကလည်းအများကြီးနော်ကျွန်တော်အတန်တန်ပြောတယ်ကျွန်တော်ကိုရွှေပိုးသည်ဒီမှာတော့ကျွန်တော်စားအောင်ရေးပြထားသေးတာကိုဟာလားကျွန်တော်ရွှေပိုးသည်2544656နဲ့95661896ဆိုတဲ့နံပါတ်နှစ်ခုကိုပဲသုံးတယ်တခြားနံပါတ်နဲ့ရွှေပိုးဆိုရင်အဲ့ဒါကျွန်တော်မဟုတ်ဘူးအဲ့မှလည်းပြီးသွားပြီတခြားနံပါတ်နဲ့တွေ့ပြီးမှအဲ့လားလူလေးတော့ထည့်ကိုမစင်းစားနဲ့စကားဆက်ပြောစရာဘာအကြောင်းမှကိုမရှိဘူး2544656 95661896နံပါတ်တွေမဟုတ်ဘူးဆိုရင်ပြောတာစကားကိုဆက်ပြောမနေနဲ့အဲ့ဒါကျွန်တော်မဟုတ်ဘူးနော်ဆက်ပြောလို့အလိန်ခံရပြီဆိုတော့မှမောင်လေးရေအမကိုဒီလိုမျိုးလောက်ရလေချင်းဆိုတာမျိုးနော်မကြားချင်ဘူးနော်ဆိုတော့ဒီကောင်တွေကလုံးလို့ရရင်တော့လုံးမှာပဲနော်အမိချက်အမိစားခေါင်းချက်ခေါင်းစားအရှက်မရှိလိန်စားနေတာပေါ့ကွာနော်ဆိုတော့အဲ့ဒါကတက်ကြီးရွယ်အိုတွေမထင်နဲ့အဲ့ဒီလိုလုပ်နေတာ20ကျော်တွေ30တွေနော်တန်တန်မာမာနဲ့ကိုသူများတွေရှိကရှောက်ပြီးတော့လိန်စားနေကြတာဆိုတော့ဒါထားပါဒါကဘောက်ချာတွေဖြစ်နိုင်ခြေရှိတယ်ဆိုတော့ဒါတော့ပဲဗျာနောက်ဝင်ရောက်ကြည့်ရှုပေးကြတဲ့မိတ်ဆွေများတယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်အားလုံးကိုတတ်တာပါကျွန်တော်ရွှေပို့ပါ